ကျွန်တော်နေလာခဲ့တဲ့မြို့တွေထဲမှာနော်ပန်ဆမ်မိုင်းပေါက်မိုင်းဖန်ဘယ်မြို့ဆိုရင်ကျွန်တော်အမြဲတမ်း training လုပ်တယ်နော်အခြားလူတွေနဲ့မတူအောင်အမြဲတမ်းဘွားအခီးလမ်းကိုရှောက်တယ်နော်လမ်းဘေးဘွားရောက်တဲ့ချိန်မှာထမင်းစားတယ်မရှိတဲ့ချိန်မှာမိုးရွာနေမှာအမြဲတမ်းဆော့တယ်ပန်ဆမ်မြို့မှာကျွန်တော်မိုင်းပေါက်မှာရင်တော့ပဲကောင်းမှကိုယ်အရင်အထင်တဲ့အရင်နေနေတဲ့အချိန်မှာကျွန်တော်အမျိုးထဲမှာကျွန်တော်စူးစမ်းလာခဲ့တာ၈လကျော်ရှိရအမျိုးထဲမှာနော်ခြေတော့အယိုးကွဲတယ်ပြီးတော့ခြေတော့အယိုးလည်းကွဲတယ်ပတ်စံတစ်ချက်မှမရှိဘူးပတ်စံလည်း10ချက်ပဲရှိတယ်ထွန်းဆွေဝါပဲဝယ်လိမ့်လိုက်ပါဝယ်ရထွန်းဆွေဝါတပူးပဲဝယ်လိမ့်နေနော်ပြီးတော့ကျွန်တော်အကားစစ်ဆိုင်နဲ့မနေတာတထဲလည်းမကြည့်ဘူးဘယ်သူကမှလာဝါမကြည့်ဘူးနော်ပို့ပြီးတော့အထင်သေးတယ်ပို့ပြီးတော့တောင်ဆဲတယ်နော်ငါဒီလောက်ထိစူးစမ်းလာခဲ့တာငါလောနေလာတဲ့နေရာချီရတယ်အကုန်လုံးတန်ဖို့ရှိရင် you understand ပြီးတော့လာဝါဘယ်သူဘောအောင်မနာကြောင်တခါမှမလုပ်ဘူးကိုပါတော့မှပါအပြည့်မရှိပဲပါနီရောက်လာရတယ်တဲ့သူတော့မှလာဝါနားလေပေးလို့နော်ဘာမှပြန်မတော့ပြန်ဘူးပြီးတော့ကျွန်တော်ပန်ဆန်ကျွန်တော်ဒီမိုင်းပေါင်းမြို့မှာရင်တော့ကျွန်တော်ဆက်လုပ်ခင်တော့လဲကျွန်တော်အဲ့ဒီအကြောက်ကြီးနေနဲ့ပေါ့ကျွန်တော်အဲ့ဒီရဲတွေနဲ့သူတို့လောကနဲ့ပေါ့နားလည်မှုမရှိတဲ့ချိန်ဆိုရင်သူတို့ဘာလို့လုပ်လဲဆိုတော့နော်ညနာပါမှာတထွေးတောင်ထွေးတယ်နော်ညဆောက်ယူလာပါညာဆောက်ရမ်းလို့လုံးဝဆဲလုံးဝဆောက်ရမ်းကျန်းတယ်နော်တိုင်မဲ့ကျွန်တော်ကတော့အမြင့်ရကြတယ်တိုင်မဲ့ကျွန်တော်တော့ဘာမှစိတ်မထားဒါတော့ကျွန်တော်ရဲ့ဘောဒီငန်းစာအစပဲစီးရတယ်ကျွန်တော်အဲ့လိုမျိုးအမြဲတမ်းတက်မှတ်တယ်ကျွန်တော်ဘောမှာနော်ကျွန်တော်ဘလောက်ပဲလမ်းမပေါ်မှာပဲရောက်နေပါစေအပေါင်းတင်းတွေကျွန်တော်တကယ်လို့အခက်ခဲတစ်ခုဖြစ်လိုက်ပြီဆိုရင်ကိုယ်တိုင်တယောက်တည်းပဲအမြဲတမ်းရင်ဆိုင်နေရတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အခုဆိုရင်ဘာမှမကြောက်တော့ဒါကျွန်တော်လမ်းဘေးမှာခဏကြာအကြရှုံးခဲ့တဲ့သူတယောက်ဖြစ်တယ်မို့လို့ငါအခါလောက်ရှိပြီနော်ကျွန်တော်လမ်းဘေးမှာအပြစ်ခံရတာနော်လမ်းဘေးပွားပြောက်ဖုံးလည်းမရှိငါချိန်လောက်ရှိပြီအခုဆိုရင်ကျွန်တော်လမ်းဘေးပွားရောက်တော့နေမှာမကြောက်တော့ဘာလို့လဲဆိုတော့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်လွတ်မြောက်နိုင်ခဲ့ပြီကျွန်တော်ဘယ်လိုပြန်ရုံးကန်ထွက်နိုင်မလဲဆိုတာကျွန်တော်အတွေးထဲမှာအခုလိုနဲ့ရှိလာပြီအဲ့ဒါကြောင့်မလို့နော်လာဝန်တို့ကသူများတွေလိုပညာသားပါတယ်မပြောတတ်ပေမဲ့ဒါပေမဲ့လက်တွေ့မှာတကယ်ကျုံတဲ့ကောင်တွေကသူများတွေလိုပညာသားပါတယ်အောင်တော့မပြောတတ်ဘူးအဲ့ဒါတခုတော့နားလည်ပေးပါလို့ပဲပြောချင်ပါတယ်အားလုံးကိုချစ်ပါတယ်နော်ဟိုဒီမှာချင်းမသိသေးလို့နော်ပမာလူမျိုးတွေအရခိုင်လူမျိုးတွေလာဝန်နဲ့နေဖူးတဲ့သူတွေအကုန်လုံးကသူတို့လာဝန်မလေးစားတဲ့သူမရှိဘူးနော်လာဝန်ထက်စူးစားနေတဲ့သူတွေငချင်းတွေထဲမှာလည်းမရှိဘူးနော်တချို့တွေသူတို့အလုပ်ပိုင်းတစ်ခုပဲစူးစားတာမင်းတို့စူးစားတာသူများအလုပ်စီမှာပဲမင်းတို့စူးစားနေတာနော်တလုံးလုံးစူးစားနေရအောင်မှာမင်းအဲ့လိုဒါလို့ရင်နော်မင်းစိတ်ပါတဲ့ဝရဏမင်းစိတ်ပါတဲ့အိမ်မက်ကိုလည်းမင်းနဲ့စူးစားအောင်မင်းအလုပ်စီးနေဆိုရင်အရာတွေကိုအကောင့်တွေပေါ်ဖို့မင်းမမေးနဲ့နော် you understand လောန်ဆိုသူများနဲ့အလုပ်လုပ်တယ်သူများနဲ့ပြန်အလုပ်လုပ်တယ်နော်ကိုဆန်အလုပ်လုပ်တယ်ဆယ်နှစ်ခွက်အလုပ်စင်းတဲ့ထဲမှာကျွန်တော်30မိနစ်ကိုကျွန်တော်ဝရဏတော့ကစားတယ်ဆိုတော့30မိနစ်ကကျွန်တော်ကခဏကိုရေချိုးလဲနောက်တဲ့30မိနစ်ကျွန်တော်ထမင်းစားတယ်ထမင်းစားပြီးရင်အလုပ်တန်းတက်ပြီနော်အချိန်ကိုလုံးဝမဖြုံးချင်ဘူးအဲ့ဒါကြောင့်မလို့ညပိုင်းမှာလည်းအဲ့လိုပဲတခါတည်းဆိုဘီယိုတော့ရိုက်တော့မဲ့နေ့တွေဆိုရင်လည်းလောကထမင်းမစားတကယ်လို့ဘီယိုတော့ရိုက်ပြီးမှပြန်လာတဲ့ချိန်မှာထမင်းကို7နိုင်လောက်မှထမင်းပြန်စားတာပေါ့နော်အဲ့ဒါကြောင့်မလို့နားလည်ပေးပါကျွန်တော်လည်းသူများလိုပညာသားပါမပြောတတ်တော့နည်းနည်းတော့အသီးခံပေးပါလို့ပဲလောင်းပြောပြချင်ပါတယ်နော်အားလုံးချစ်ပါတယ် bye bye